ဖွားအိုတူဟာရွှေတောင်ကြီးတစ်လုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာချက်ချင်းဆိုသလိုပဲရဲစခန်းကိုဖုံးဆက်ပြီးစစ်ဆေးပေးဖို့အကြောင်းကြားခဲ့ပါတယ်။ဒါပေမဲ့ရဲရရှိကတော့ဒါဟာရွှေမဟုတ်ပဲမြေကြီးထဲမှာမြုပ်နေတဲ့ရွှေတူတွေသာဖြစ်တယ်လို့ပြောပြီးအဖွားအိုကိုဂယုမဆိုင်တယ်လို့ပဲပြန်လွှတ်လိုက်ပါတယ်။ဒါပေမဲ့အဖွားအိုထွက်သွားတာနဲ့တပြိုင်နက်အဲ့ဒီလူဟာဖုန်းကိုထုတ်ပြီးသူ့ရဲ့အပေါင်းအပါတွေကိုဆက်သွယ်လိုက်ပါတယ်။သူဟာရွှေတောင်ကြီးကိုတကယ်တွေ့လိုက်ပြီဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။မကြခင်မှာပဲအဲ့ဒီလူနဲ့သူ့အပေါင်းအပါတွေဟာရွှေတောင်ကြီးစီကိုရောက်ရှိလာကြပါတယ်။သူတို့ဟာတတုရှာဖွေဆက်တွေကိုထုတ်ပြီးစတင်စစ်ဆေးကြတဲ့အခါဆက်ရဲ့မျက်နှာပြင်ပေါ်ကကနန်းတွေဟာအရှိန်ဟုန်နဲ့တိုးလာပါတယ်။သူတို့တသက်မှာတတုရှာဖွေဆက်ကဒီလောက်အထိပြင်းပြင်းထန်ထန်တုတ်ပြန်တာမျိုးတစ်ခါမှမမြင်ဘူးခဲ့ကြပါဘူး။ဒါဟာတကယ်ရွှေတောင်ကြီးဖြစ်နေမှန်းသူတို့သိသွားကြပါတယ်။အားလုံးဟာသူထေးဖြစ်တော့မယ်ဆိုပြီးဝမ်းသာအားရဖြစ်နေကြတာပေါ့။ဒါပေမဲ့သူတို့မသိလိုက်တာကတော့ဒီရွှေတောင်ကိုပထမဆုံးတွေ့ခဲ့တဲ့အဖွားအိုဟာသူတို့ရဲ့နောက်ွယ်မှာပဲရက်နေတာပါ။အဖွားအိုကရှေ့ကိုပြေးထွက်လာပြီးဒါတွေကရွှေတူတွေပါလို့ဘာဖြစ်လို့လိန်ပြောခဲ့တာလဲဆိုပြီးထိုလူကိုမေးပါတော့တယ်။အဲ့ဒီလူကတော့ဘသူအရင်တွေ့လဲဆိုတာအရေးမကြီးဘူးဒီမြေကွက်ပိုင်တဲ့သူကပဲဒီရွှေတွေကိုပိုင်တာလို့ပြောချလိုက်ပါတယ်။အဖွားအိုကတော့ချက်ချင်းပဲလှောင်ရင်လိုက်ပြီးဒီမြေကငါးသားပိုင်တဲ့မြေကွက်လို့ပြန်ပြောလိုက်ပါတယ်။လူအားလုံးရုတ်တရက်ထိတ်လန့်သွားကြပါတယ်။အဖွားအိုကသူ့သားကိုတွားပြောဖို့ပြင်လိုက်တဲ့အချိန်မှာပဲလူတစ်ယောက်ကရှေ့ကိုတက်လာပြီးအဖွားကိုချော့မော့တယ်လို့နဲ့သူ့လက်ထွက်မှာတော့အဖွားအိုကိုတမင်တကာဝင်တိုက်ပြီးတောင်ပေါ်ကနေတွန်းချလိုက်ပါတော့တယ်။သူတို့အားလုံးအဖွားအိုကိုတွားကြည့်ကြတဲ့အခါအလွန်အမင်းကြောက်လန့်နေကြပါတယ်။အဲ့ဒီလိုထိတ်လန့်နေတော့မှပဲအဖွားအိုဟာရုတ်တရက်မျက်လုံးတွေကိုဖွင့်လာပါတော့တယ်